အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဒီနေ့ YouTube channel ကနေပြီးတော့ဆက်လိုက်ပါတယ်ချိုးစားစချစ်သမီးအားလုံးမင်္ဂလာပါဒီတစ်ခါမှာဆရာတာထုရေးသားထားတဲ့တာထုလူဝဝတယ်ဆိုတဲ့စာအုပ်ထဲကနေမဆင်နှစ်ရှေ့ဦးဆိုတဲ့စာစုလေးကိုဖတ်ကြားတင်ဆက်ပေးပါရစေရွှေအိုငယ်စဉ်ကတာတို့အလွန်ဒုက္ခရောက်ရသည်မိဘများမှလည်းရရဆဆဖြစ်၍ရှက်အင်းကြီးပင်တစ်ထည်ဆို၍တစ်ထည်အပူလဲเสียမရှိဒီနေ့ရှက်လိုက်သူဒီနေ့စွကြဲလက်ပြဖြင့်ပတ်ချလဲခဲ့ရသည်နေရသည်မှာအယောင်းအဝယ်ကျွေးဝရအရက်ကုံစီရန်လန်းမိခင်ဖြစ်သူကဈေးပန်းတစ်ခုဖြင့်အလူအရက်ပြေလွှာအယောင်းဝယ်လုပ်နေရသည့်ဈေးသည်ဖြစ်၍ငွေရလန်းဆိုသည်မှာအယောင်းအဝယ်ကုံစီလုပ်ငန်းပါတကားဟုနားလည်ခွင့်ရနေပြီဖြစ်သည့်အတိုင်းဒါတို့၏ဆင်းရဲခြင်းဘဝကိုကုံသည်အလုပ်ဖြင့်စကန်သိမ်းခြင်းနေ၏သို့သောအရင်ရှင်အလုံး၌ငွေအရင်အနည်းလိုသည်ထိုစဉ်ကမြဲမြဲဆဆငွေမလို့ငွေ90ကျပ်လောက်ရှိလျင်တင်ကြီးစေး၌ဆိုင်မြန်တင်နေသည်10ရက်15ရက်လောက်စုမှအနန္တရသောငွေ2ချက်ဖြင့်အောင်ပါလေသိမ့်စုထိုသည်ကနန်းသုံးလုံးပင်တစ်ဆက်တည်းတူသည့်ကနန်း900စုပင်မပါခဲ့တညသောသိမ့်တီဆက်ဖုံသောညတညတောင့်တချင်းကြီးစွာဖြင့်သာရုအိပ်ပျော်သွားသည်အိမ်မက်မက်၏ဖွင့်နေသောထီနှင့်လုံးဝမပတ်သက်မဆက်ဆိုင်သည့်အိမ်မက်လူတစ်ယောက်ကသာရုကိုလှုပ်၍နှူးသည်အိမ်မောကျနေစားဖြစ်သောကြောင့်မျက်စိဖွင့်၍မရနောက်ဒို့လိုအရာတစ်ခုဖြင့်ဘိုက်ကိုထိုး၍နှူးသည်ပါဇက်ကပါရွတ်ခေါ်နေသည်ငါမြေထလော့ထဒုံးရင်ထိုး၍နှူးခြင်းနှင့်ခေါ်တန်ရွတ်တန်အစမပြတ်သောကြောင့်သာရုထိုင်လိုက်သည်မျက်လုံးဖွင့်ကြည့်မိသည်နှင့်စိတ်ထဲတွင်ရေခနဲလန့်သွားသည်မြင်ရသည်မှာတာမန်တူတယောက်မဟုတ်ဝှဖြူစင်ကြယ်နှင့်အသက်80ခန့်အရွယ်ခန့်ထည်သောအင်္ဂါရုပ်နှင့်သူတော်စင်ပုဂ္ဂိုလ်ဖြစ်နေသည်ကိုတွေ့ရ၏သာရုလည်းကျုံပြင်ထိုင်၍လက်အုပ်ချီလိုက်မိသည်နောက်ဥချလိုက်သည်အမရှိပါဘူးငါမြေးကငွေတိတ်လိုချင်နေတယ်မဟုတ်လားဒီဟာကြောင့်ဘိုးလာခဲ့ခြင်းဖြစ်ချီသည်သာရုအလွန်ဝမ်းသာသွားသည်သာရုအားမဆာမိသူပေါ်လာလေပြီမှန်ပါတယ်ဘိုးကျွန်တော်အရင်ကြီးငွေလိုနေပါတယ်ကျွန်တော်ကိုကူညီတော်မူပါဟုတ်ပါငါမြေးတောင်းတနေတာငွေ900လောက်သာမဟုတ်တော့ယခုဘိုးသည်ထိုထက်မကများလာစွာကူညီမိငါမည်သို့တော်လည်းဘိုးစကားဤတွင်တန့်သွားသဖြင့်သာရုနှင့်ကနေထိတ်သွား၏မစိုးရိမ်လင်သို့တော်ငွေဆိုသည်မှာစီစဉ်ဥစ္စာဆိုသည်မှာလွယ်နှင့်မရစကောင်းစွန့်စားမှုတစ်ခုပြုရမည်သဘောတူပါ၏လောသာရုငွေလိုချင်နေသည်ဆိုင်တဲချင်နေသည်အရင်နေ့သာရမည်ဆိုလျင်အမရှိပါဖို့ကောင်းစွာကိုင်းဖို့အမိန်ပြီးမီတေချာစွာနားထောင်လောသာရုကဂယုရဆိုင်နားဆွနေလိုက်သည်ဖို့သည်သာရုအားအခက်ခက်နေပြီးမှတောင်ဝေးဖြင့်တနေရာသို့ညွှန်၍တောင်ဝေးသိန်းချင်းသို့ငါမြည်သွားရမည်အချိန်မှာလာွယ်နေညာတစ်ချက်တိအရောက်သိန်းချင်းမီအလေတဲ့စီဥတီလျှောက်သွားလောခုပြတစ်ခုမှထမရင်ရှာစပင်ဖားလျက်ချထားသောမိမတူကငါမီးအားစီကြိုတမှုပြုလိမ့်မည်ငါမီးမကြောက်လေနဲ့ဟူသောစကားကြလိုက်မှသာရုကြက်သည်ထသွားတော့၏ရင်းလူသေးတစ်စီမကငါမီးအားခေါ်သွားပြီးတွေ့ရမည့်မင်းညာကိုပြလိမ့်မည်ငါမီးတူးစွာလောအနတ်တပေ
အကျယ်သုံးပြီးတူးမိလျင်ငပီအိုးကဲ့သို့သောစင်အိုးတစ်လုံးတွေးလိမ့်မည်ရင်းစင်အိုးထဲတွင်ရွှေတဲ့ပစ္စည်းတစ်ပိဿာမကရှိကြိမ်မည်ငါမီသွားယူလေလောဖိုးဖိုးသည်စကားကိုဖြတ်၍တစုံတရာတွေးနေပြီးမှတခုကငါမီသတိထားရမည်ရွှေအိုးကိုတွေး၍မနှုတ်ယူလိုက်သည်နှင့်လူသည်စိမ်မကလူလိမ့်မည်ဖြစ်၍သူမလူနိုင်မီလွတ်အောင်ယူပြေးလေလောမကြောက်လေနှင့်တင်းချမ်းမီလွတ်အောင်သာငါမီးပြေးပါလေသူလန်းနိုင်မီမဟုတ်ရှိတကားထိုစဉ်ကရှီရင်စေအမှန်ကိုဝန်ခံရသောသာဓုကြောက်သည်အိမ်မထဲတွင်ပင်ချွေးပြန်အောင်ကြောက်နေသည်ငါမီးတခုပြောရန်ဖိုးဖိုးကြံခဲ့သည်တောသောအခါအဖို့မခေါ်ရမိသူမှလည်းအသိမပေးရတယောက်ထဲသာသွားမအောင်မြင်ကြည်ဖိုးဖိုးအိမ်ပြောတော့ငါမီးဖိုးဖိုးကျွန်တော်ကိုကူညီဖို့လာတာမဟုတ်လားဖိုးဖိုးမှန်၏မဆာခြင်း၍ဖိုးဖိုးလာခဲ့ခြင်းဖြစ်သည်တကယ်လို့ကျွန်တော်သွားမယူဘဲနေရင်ကောဖိုးဖိုးငါမီးအခုတိုင်းပင်ဆင်းရဲဒုက္ခရောက်နေချေဦးမည်ဖိုးဖိုးမကြည့်ရမရှိရတကားဒါဖြင့်ဖိုးဖိုးရဲ့အဲ့ဒီရွှေအိုးကိုဖိုးဖိုးပဲယူပေးလို့မရဘူးလားဖိုးဖိုးရဲ့အဲ့ဒီဘက်တကုန်းနဲ့လေကျွန်တော်တင်ချမ်းကိုမတော်ရလို့ပါဖိုးဖိုးအိမ်တင်ဒီအလွန်မင်းလူဘဝသောခွေးမသားလေးဖြစ်ချည်တကားထိုစကားအဆုံးတွင်ဖိုးဖိုးလည်းဝရဝတာပျောက်သွား၏တာရုလည်းငေါက်ခနဲ့လှန့်လို့၏မျက်စိထဲတွင်လည်းတင်ချိုင်းနှင့်လူသေးတွေစိမကိုမြင်အောင်ပြီးချွေးပြန်နေ၏ဆက်၍အိမ်မပြောတက်တက်မဲ့လာ၍ဒုက္ခပြီးသောဖိုးပါတကားတာဓုအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ